今日は私、テッドソムルベシバリレブズンセイトラマル、ロベラヤバレ。မလုစားခြင်းတော့ဘူးမလုစားခြင်းတော့ဘူးဝင်ပြန်ရှင်တယ်ဒါပေမဲ့လည်းလောက်မှာပဲလေနော်မသိမရှင်းတော့ဒီလောက်တွေလောက်ရနေရမှာပဲသူများတွေကတော့ဘလို့တောက်ကြလည်းမသိဘူးเนาะကျွန်တော်ကတော့ကိုပုံစံနဲ့ပဲကိုတောက်လိုက်အစားတော့စဉ်းစားအောင်တော့ပစုံနေဘာလို့အစိမ်းစားကြအောင်လဲဘောနော်ဒီကောင်တွေမယုံလားမသိဘူးပစုံလောက်နာနာဘာလို့ပစုံအစိမ်းစားကြအောင်လဲမသိဘူးစဉ်းစားအောင်တော့ဒါပေမဲ့လည်းတော့ကိုတောက်ပြီးတော့တကောင်လောက်စားလိုက်တဲ့အချိန်မှာအော်ပြာနဲ့မိလိုက်တဲ့အချိန်မှာစောင့်ရင်ကောင်းနေလို့လေအော်အဲ့ဒါကြောင့်စားကြတာဟုတ်ဘာတချီကတော့ပစုံတွေကိုရေခဲနဲ့စော်တာနဲ့နေပြီးတော့5မိနစ်လောက်စိမ်မှတောက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အနှံ့ပြောက်တယ်ပေါ့နော်သူရဲ့စာပလာတွေကတော့လေဒီလိုမပါပါဘူးဆိုင်းရှမငန်းပြရင်တမယာဒီတာပါပဲပြီးတော့တကြားပေါ့နော်မိနဆန်ပစုံစိတ်တော့တဘက်တကုတကအာဒီမတ်ကာလေဝတရှိတာစကီအခုတော့အလုပ်တွေများနေလို့လားမသိဘူးဂျပန်စာတော့မှတိတ်မလေးလာဖြစ်တော့ဘူးပေါ့နော်ဂျပန်စကားပြောတော့လည်းမေ့ရှင်နေဒါပေမဲ့လည်းကိုစခဲ့တဲ့ဇက်လန်ဆိုတော့ကိုပဲဆုံးသက်ရမှာလေနော်ပြောနေတာဂျပန်ရောက်နေတဲ့လူကလည်းပြန်ချင်တယ်မရောက်တဲ့လူကလည်းတွားချင်တယ် What should I do တခါလေးမှလည်းဆုံးဖြတ်တော့ခဲ့တယ်နော်ဒီလိုနဲ့ပစုံနေစိန်တာ9မိနစ်ပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့ဆာပလာတွေထည့်ပြီးတော့ပစုံတော့တုတ်လိုက်ပါပြီအဲ့လိုဆိုရင်တော့ပစုံစိန်တုံးလည်းရပါပြီပေါ့နော်ဟာဒီကောင်ပါပြောနေရလဲလို့တော့မပြောနဲ့နော်ဂျပန်အကောက်ဖွင့်တာဆိုတော့နေ့တိုင်းဗီဒီယိုတွေတင်ရမှာလေနော်ဆက်ရှောက်ပါကျွန်တော်ကတော့ချိုးရှိတဲ့ဗီဒီယိုတွေပဲတင်ပါပါ皆さんコメントで教えてください